ကလေးရွယ်ပဲရှိသေးတဲ့တန်းကြီးတယောက်မှောင်မိုက်တဲ့နောက်ဖေးလမ်းကြားတစ်ခုမှာစိတ်ပြတ်အားငယ်စွာနဲ့ရှောက်သွားနေခဲ့ပါတယ်ဟုတ်ပါတယ်သူနောက်တစ်ခါအိမ်မက်မက်နေပြန်ပါပြီတန်းကြီးလည်းရှောက်သွားနေရင်လည်းတဝက်တစ်ပြက်ဟနေတဲ့တကားတစ်ခုကြားနေသူ့တငယ်ချင်းပူချီသားရဲ့ခေါ်တံကိုကြားလိုက်ရတဲ့အတွက်တကားကိုဖွင့်ဖို့လုပ်လိုက်ပါတယ်ဒါပေမဲ့ပူချီသားရဲ့နူးညံ့တဲ့အတန်သူ့ကိုစီးကြော်ပြီးတကားကိုမဖွင့်လိုက်ဖို့တတိပေးတအောင်ဖြစ်နေပါတယ်ဒီလိုနဲ့တန်းကြီးလည်းကြောက်လန့်စိတ်နဲ့တိကျင်စိတ်ကြားမှာလွန်ဆွဲနေရင်အိမ်မက်ထဲကနေလန်နိုးလာခဲ့ပါတယ်သူလန်နိုးလာတဲ့အချိန်မှာတော့ပါဝါဘေးကနေသူ့ကိုစိုက်ကြည့်နေခဲ့ပြီးစိတ်မရှိတဲ့ပုံပေါ်နေပါတယ်ဒါကြောင့်တန်းကြီးကသူ့အိမ်မက်ဆက်မက်နေတာလားဆိုပြီးပါဝါကိုသွားစားတဲ့အချိန်ဟိုကတစ်ချက်တီးပေးလိုက်မှပဲအိမ်မက်မဟုတ်တော့တေးကြသွားခဲ့ပါတယ်အဲ့နောက်မှာတော့ဒန်းကြီးပါဝါနဲ့အာကီတို့၃ယောက်သူတို့နေတိုင်းလုံနေကြအတိုင်းပဲအော်ဟစ်ငင်းခုံရင်အိမ်ကိုတန်ရှင်းရေးလုံနေခဲ့ကြပြီးလှုပ်သွားဖို့ပြင်ကြပါတယ်ဒါပေမဲ့ထုံးစံတိုင်းပါဝါကတော့ဒီဘက်ဟန်တာရုံးချုပ်ကိုသူ့အတွက်နှိမ့်ချပြီးပြင်းတရားကောင်းတယ်လို့ယူဆတဲ့အတွက်မသွားချင်ဘူးလို့ကလန်ကဆန်လုပ်နေခဲ့ပါတယ်မတက်နိုင်တဲ့အဆုံးမှာတော့ဒန်းကြီးတို့လည်းပါဝါကိုမရရတဲ့နီးနဲ့ဆွဲခေါ်ပြီးအိမ်ကထွက်ခဲ့ရပါတယ်ဒီလိုနဲ့ဒန်းကြီးတို့အုပ်စုအတွက်ပုံမှန်ဖြစ်နေကြစိတ်ညစ်စရာတနေ့တာကိုနောက်တစ်ချိန်စတင်ကြရေးသူတို့ရဲ့ဌာနချုပ်ကိုရောက်ရှိလာခဲ့ကြပါတယ်ဒန်းကြီးလည်းပါဝါကိုမာကီမာနဲ့မိတ်ဆက်ပေးခဲ့တဲ့အချိန်မှာမာကီမာကပါဝါရဲ့နှဆိုးဆန်တဲ့ဘက်အချမ်းအတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့သူမရဲ့တွေးကိုယူထားဖို့ပြောခဲ့ပါတယ်။ဒါကိုကြားတဲ့ပါဝါအကြောင်းကန်ရင်းနေခဲ့ပေမဲ့မာကီမာကိုမလွန်ဆန်နိုင်တဲ့ဒန်းကြီးကတော့သဘောတူလိုက်ခဲ့ပါတယ်။သူတို့ဒီကိစ္စကိုဆွေးနွေးနေတော့မှပဲကျမ်းမြင်တွေကငမန်းကောင်းတဲ့လူတစ်ယောက်ကဒန်းကြီးရဲ့နာမည်ကိုအော်ရင်ရောက်လာခဲ့ပါတယ်။ရုပ်တရက်ဖြစ်တဲ့အတွက်ဒန်းကြီးကသူ့ကိုယ်သူတော်မသိလိုက်ပဲငမန်းကောင်းလေးကိုတစ်ချက်ကျွေးလိုက်မိပြီးကြောင်တောင်ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာမာကီမာလည်းဝင်ပါလိုက်ရပြီးငမန်းကောင်းလေးဟာဘင်းဆိုတဲ့ဒီဘယ်တယောက်ဖြစ်ပြီးတော့ဒန်းကြီးရဲ့ပြိသက်ကြီးသားလေးဖြစ်တဲ့အတွက်ဒန်းကြီးနဲ့ဘူးပေါင်းဖို့ဆရာအရန်ထက်တန်နေကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ဒန်းကြီးကဒါကိုချက်ချင်းချင်းလိုက်ပြီးဘင်းရဲ့သူ့ဘော်ဆွဲလန်းစိတ်ကြောင့်စိတ်ချုပ်နေခဲ့ရပါတယ်။ဒန်းကြီးကစိတ်ဝင်စားတာကိုတွေးလိုက်တော့မာကီမာလည်းမနှက်ဖန်ကြရင်သူနဲ့သူရှောက်လေရင်ဒိတ်ဖို့ပြောလိုက်ပါတယ်။ဒါကမရဲ့မောင်လေးဒန်းကြီးကိုအပျော်လွန်သွားစေခဲ့ပြီးအိမ်ပင်ရောက်တဲ့အချိန်မှာတော့အိမ်မရပဲမနှက်ဖန်ရောက်ဖို့ပဲစိတ်ဆောနေခဲ့ပါတယ်။နောက်နေ့မနက်မှာတော့သူတို့ချိန်လာခဲ့တဲ့ရုပ်ရှင်ရုံရှိကိုတနာရီလောက်စောရောက်သွားခဲ့ပြီးမာကီမာလာတဲ့အချိန်မှာတော့ဟာဘလောက်လှကြောင်ချီးမွမ်းကန်းတွေတတိကြီးဖွင့်နေခဲ့ပါတယ်။မာကီမာကတော့ရဲရဲလေးပြောရင်အဲ့နေ့တစ်နေ့လုံးသူတို့နှစ်ယောက်တွေရုပ်ရှင်တွေသွားကြည့်ပြီးဖြတ်တန်းမဲ့အကြောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့ရုပ်ရှင်ရုံတွေရောက်ပြီးရုပ်ရှင်ကြည့်ရတဲ့အချိန်မှာတော့ရုပ်ရှင်ရုံတွေကလူတွေအကုန်လုံးကရီလိုင်းကိုလိုက်ဖြစ်နေခဲ့ကြပေမဲ့သူ့အတွက်တော့ပိတ်ကားပေါ်ကရုပ်ပုံတွေကျွေလျားနေရုံကလွယ်ဘာမှကိုမခံစားရနိုင်ဖြစ်နေခဲ့ပါတယ်။သူတို့ခဏမုတ်ထွက်စားတဲ့အချိန်မှာတော့မာကီမာကသူတို့ရဲ့နောက်ဆုံးရုပ်ရှင်တကားကိုသွားကြည့်ကြမှာဖြစ်ပြီးဒီရုပ်ရှင်ကသူ့ဘဝကိုပြောင်းလဲပေးခဲ့ကြအောင်ပြောလိုက်ပါတယ်။ဒန်းကြီးတို့လည်းနောက်ဆုံးရုပ်ရှင်ကြည့်ပြီးမှတော့နှစ်ယောက်စလုံးသေးသေးစိတ်မြဲရည်ကြမိခဲ့ကြပြီးဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကတော့ဒန်းကြီးစီမှာရှိမနေခဲ့ပါဘူး။အပြန်လမ်းမှာဒန်းကြီးရဲ့ခန်းစားချက်တွေပျောက်ဆုံးနေခဲ့ပြီးမာကီမာကိုကျွန်တော်မှနှလုံးသားကြယ်ရောရှိရလားလို့မေးခဲ့ပါတယ်။မာကီမာကလည်းခေါင်းလေးကိုဒန်းကြီးရဲ့ရှင်မနာမှာကပ်ရင်နှလုံးခုန်တယ်ကိုနားထောင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒန်းကြီးရဲ့မျက်နှာကိုနူးညံ့မှုအပြည့်နဲ့ကြည့်ပြီးမင်းနှလုံးသားကခုန်နေသေးတာကြောင့်မင်းမနှလုံးသားရှိပါသေးတယ်ဆိုပြီးပြန်ဖြေလိုက်ပါတယ်။နောက်တစ်နေ့မှာဒန်းကြီးတယောက်မာကီမာရဲ့စကားတွေကြောင့်ယူပုံမြောက်ဖြစ်နေခဲ့ပြီးလမ်းမှာအလူကန်တဲ့လူတွေတော့ပစံထဲလှူနေပါတယ်။လူယုံနေပြီးမသွားပဲသူလူတယ်ဆိုတာကသူ့မှာနှလုံးသားရှိလို့ဖြစ်ကြောင်းကြွားလိုက်ပါသေးတယ်။အလူကန်ကလည်းပြုံးလိုက်ပြီးကျေးဇူးတင်တဲ့အနေနဲ့ပန်းတပွင့်ပြန်ပေးလိုက်တဲ့အချိန်မှာဒန်းကြီးကပါဇက်လေးထိပ်ပြီးဝါစားပစ်လိုက်တာကြောင့်လူတိုင်းပြောစရာစကားတွေပျောက်ဆုံးခဲ့ရပါတယ်။ဒန်းကြီးလည်းတစ်ခါမှမခံစားဘူးတဲ့ပျော်ရွှင်မှုဆိုတဲ့ခံစားချက်နဲ့မြောက်ကျော်လမ်းလျှောက်လာရင်မာကီမာရဲ့စကားကိုပြန်တွေးနေခဲ့ပါတယ်။မာကီမာကဒန်းကြီးအနေနဲ့ဂန်ဒီဘယ်ရဲ့အစိပ်ပိုင်းတွေအကုန်လုံးကိုပြန်စုစည်းနိုင်မယ်ဆိုလို့ရှိရင်ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးဖို့ကတိပေးခဲ့တာဖြစ်ပါတယ်။ဒန်းကြီးကတော့ဒီဆန္ဒကပြေးသွားခဲ့ရင်မာကီမာကိုသူ့ကောင်မလေးဖြစ်ပေးဖို့တောင်းဆိုမှဖြစ်ပြီးတော့တာမန်ဘဝလေးတစ်ခုကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းဖို့စိတ်ကူးရင်ခဲ့ပါတယ်။ဒါပေမဲ့သူဖြစ်ချင်တဲ့ဆန္ဒတွေဟာတဖြည်းဖြည်းဝေးကွာလာတော့တွေးပြီးစိတ်ညစ်နေတဲ့အချိန်မှာဘင်းကရုတ်တရက်ပေါ်လာပြီးတော့ဝင်နှောက်ရက်ခဲ့ပါတယ်။ဒါကြောင့်ဘင်းကိုမြေအောက်မှာပြန်ပုံးနေဖို့ပြောပြီးသူကတော့အနီးနားမှာရှိတဲ့ဖုန်းရုံတစ်ခုစီကိုမိုးခိုကိုပြေးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိုးရီတွေဆုံနေတဲ့မိန်းကလေးတယောက်ကသူနဲ့သူမိုးခိုကိုဝင်လာခဲ့ပြီးပုံစံကလည်းဖီယိုဖီရဲပါပဲ။အဲ့ဒီမျိုးသမီးကရုတ်တရက်အကြီးအကျယ်ထားရည်နေခဲ့ပြီးမကြခင်မှာထိမ့်မနိုင်အောင်ငိုကြွေးနေပြန်ပါတယ်။သူမကဒန်းကြီးကိုသူ့ရဲ့သေးသွားတဲ့ခွေးလေးနဲ့တူတယ်လို့ပြောလိုက်မိပြီးချက်ချင်းပဲပြန်တောင်းပန်နေပြန်ပါတယ်။ဒန်းကြီးကလည်းကောင်မလေးကိုဖုန်ကြောင်ဖို့ခုနကဝါစားထားတဲ့ပန်းကိုပြန်အန်ထုတ်ပြီးပေးလိုက်ပေမဲ့ကောင်မလေးကတော့ဒါကိုစိတ်ထဲထားဖို့မရပဲညင်ညင်တတပြုံးလေးတစ်ခုနဲ့ပဲပြန်တုံ့ပြန်ခဲ့ပါတယ်။ဒီလိုနဲ့ရွာနေတဲ့မိုးလည်းဆဲသွားပြီးပြန်တောက်ပလာတဲ့နေအောင်အောက်မှာကောင်မလေးရဲ့လှပတဲ့မျက်နှာလေးနဲ့လေးနဲ့မှုတွေနဲ့မြုံဝန်းတစ်စုံကရှင်းရှင်းလင်းလင်းပေါ်လာခဲ့ပါတယ်။ကောင်မလေးကသူကဒီအနီးနားကကော်ဖီဆိုင်တစ်ခုမှလှုပ်လှုပ်တာဖြစ်ကြောင်းပြောပြခဲ့ပြီးတော့ဒန်းကြီးရဲ့ပန်းလေးကိုလည်းပြန်ပေးဖို့ကတိပေးကပြန်သွားခဲ့ပါတယ်။ဒါပေမဲ့သူမဆိုင်ပြန်ရောက်တဲ့အချိန်မှာတော့ဆိုင်မှာထိုင်ဆောင်နေခဲ့တဲ့ဒန်းကြီးကိုတွေးလိုက်ရပြီးသူမကျေးဇူးပြန်ဆက်လို့ရအောင်လာခဲ့တာလို့ပြောပါတယ်။ဒီလိုနဲ့ကောင်မလေးကဒန်းကြီးကိုကော်ဖီတစ်ခွက်တိုက်ခဲ့ပြီးတော့အချင်းချင်းမိတ်ဆက်လိုက်တဲ့အချိန်မှာတော့သူမနာမည်ဟာ Razel ဆိုတာကိုသိလိုက်ရပါတယ်။ဒီတွေးဆုံမှုကနေ Razel ကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲပြမဲ့မိန်းကလေးတစ်ယောက်ဆိုတာတော့သူလုံးဝထင်မှတ်ထားခဲ့မှာမဟုတ်ပါဘူး။ဒီလိုနဲ့သူတို့နှစ်ယောက်ပိုရင်းနှီးလာခဲ့ကြရင်တွေးဖြစ်တဲ့အချိန်တွေကလည်းပိုများလာခဲ့ပါတယ်။ဒန်းကြီးကကော်ဖီဆိုင်ကိုရေမရှိတဲ့အကြောင်းပြချက်တွေနဲ့ရောက်လာတတ်တယ်လို့ Razel ကလည်းဒန်းကြီးကိုအမြဲတမ်းစောင့်နေတယ်လို့ဖြစ်နေခဲ့ပါတယ်။တနေ့ထက်တနေ့များပြားလာတဲ့အမှတ်တရတွေနဲ့စကားလုံးတွေကြားမှာဒန်းကြီးတယောက်သူမခံစားခဲ့ဘူးတဲ့ပျော်ရွှင်မှုဆိုတဲ့အရာကိုခံစားလာခဲ့ရပြီးတွေးတွေနဲ့တက်ဖြတ်မှုတွေထပ်ပိုပြီးထိုက်တန်တဲ့အရာထွက်ပေါ်လာပြီးလို့နားလည်ခဲ့ပါတယ်။ဒါပေမဲ့ Razel ရဲ့နှွေးထွေးတဲ့မျက်ဝန်းတွေရဲ့နောက်ကအရေးတစ်ခုဒါမှမဟုတ်သိမကြခင်မှာပေါက်ကွဲထွက်လာမဲ့အမှန်တရားတစ်ခုကိုတော့ဒန်းကြီးသတိမထားမိခဲ့ပါဘူး။တစ်ဖက်မှာတော့ဆရာသမားအာကီကပန်းညံတစ်ခုတွေကထိုင်ကုန်တစ်ခုမှထိုင်ရင်အင်ဂျီဒီဘယ်နဲ့စကားပြောနေခဲ့ပါတယ်။
အာကီကဝေဒနီယာကိုကြည့်ရင်ဒီမစ်ရှင်မှာပါဝင်ရတဲ့အကြောင်းပြချက်ဂန်ဒီဘဲကိုအမဲလိုက်ချင်ခဲ့တာဖြစ်ကြောင်းပြောရင်ပူဆွေးတဲ့အောင်ဖြစ်နေပါတယ်အာကီကသူစွန့်စားရတဲ့ကိစ္စတစ်ခုအတွက်အင်ဂျယ်ဒီဘယ်စီကနေအကူအညီတောင်းခဲ့ပေမဲ့အချက်ချင်းပဲစိတ်ပြောင်းသွားပြီးပြန်ငြိမ်သက်သွားပါတယ်မာကီမာကိုရိုင်းကဂန်ဒီဘဲကိုအနိုင်တိုက်ရှင်တယ်ဆိုလို့ရှိရင်အင်ဂျယ်ဒီဘယ်နဲ့ယင်းနှီးမှုရယူပြီးယုံကြည်မှုခံရမှာဖြစ်မယ်လို့ပြောခဲ့တာပါတစ်ချိန်ကအင်ဂျယ်ဒီဘယ်ဟာရွာတစ်ခုလုံးကိုအသက်တွေဆုပ်ယူပြီးတပ်ဖြတ်ခဲ့ပြီးတော့အကောင်လုံးကိုလက်နက်အဖြစ်ပြောင်းခဲ့မှုတဲ့အကြောင်းကိုပါအာကီစီကိုပြောပြခဲ့တာပါအဲ့ဒီလူတွေရဲ့ဝိညာဉ်ဟာအာကီအခုသုံးနေတဲ့ဓာတ်အဖြစ်ပြောင်းလဲသွားခဲ့တာဖြစ်ပြီးတော့ဓာတ်ကိုကြည့်လိုက်တဲ့အချိန်တိုင်းမှာလေးလံမှုကိုခံစားနေခဲ့ရဆဲဖြစ်ပါတယ်နောက်တစ်နေ့မစ်ရှင်မှာတော့အာကီယာသူရင်ဆိုင်ရတဲ့ဒဗယ်တကောင်ကိုတွေးအေးနဲ့တီတီငင်ရှင်းပြခဲ့ပြီးဒါကိုလည်းအင်ဂျယ်ဒဗယ်ကစောင့်ကြည့်နေခဲ့ပါတယ်တိုက်ပွဲပြီးသွားတဲ့အချိန်မှာတော့အာကီယာသေလူမျိုးပါဖြစ်နေတဲ့ဒဗယ်ဟန်တာတယောက်ကိုတွေ့တဲ့အတွက်သူ့ရဲ့နာကျင်မှုကိုအဆုံးသတ်ပေးဖို့အင်ဂျယ်ဒဗယ်ကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အင်ဂျယ်ဒဗယ်ဟာလူသားတွေကသေဆုံးခြင်းဆိုတဲ့နာကျင်ခြင်းကိုတောင်းခံဖို့ဆိုတာကံကြမ္မာဖြစ်တယ်လို့ပြောပြီးညင်းခဲ့တဲ့အတွက်သူကိုယ်တိုင်ပဲဟန်တာကိုအဆုံးသတ်ပေးလိုက်ရပါတယ်စိတ်ချုပ်သွားခဲ့တဲ့အာကီလည်းအင်ဂျယ်ဒဗယ်ကိုစိုက်ကြည့်ရင်သူတို့ဟာဘယ်တော့မှတငယ်ချင်းဖြစ်နိုင်မှာမဟုတ်ကြောင်းပြောခဲ့ပါတယ်ဒီစကားတွေကိုကြားတဲ့အချိန်မှာတော့အင်ဂျယ်ဒဗယ်ဟာပထမဆုံးအချိန်ဖြစ်သူ့ရဲ့စိတ်ထဲမှာနင်းမြုပ်နေတာကြာပြီဖြစ်တဲ့အနာဟောင်းတစ်ခုကိုစွာခံလိုက်ရတယ်လို့ဖြစ်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ဒန်ဂျီတယောက်အကြောင်းမရှိအကြောင်းရှာပြီးရက်ဇဲစီကိုသွားရင်စားလုံးနေတဲ့ရက်ဇဲကိုသွားကြောင်နေခဲ့ပြန်ပါတယ်ရက်ဇဲကလည်းဒန်ဂျီကိုကြောင်းတက်ဘူးလားလို့မေးလိုက်တဲ့အချိန်မှာမတက်ဘူးဆိုတဲ့စကားကြောင့်စာတင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ရက်ဇဲလည်းဒန်ဂျီကိုစလုံးတွေကစာတင်ပေးနေခဲ့ပြီးဒန်ဂျီကလည်းစိတ်ပါဝင်စားစွာနဲ့ကြိုးစားနေခဲ့ပါတယ်အဲ့ဒီချိန်ရက်ဇဲကဒန်ဂျီကိုကြောင်းဆိုတဲ့နေရာကိုရောက်ဘူးချင်လားလို့မေးလိုက်တဲ့အခါမှာဒန်ဂျီကလည်းတုံဆိုင်မနေပဲသဘောတူလိုက်ပါတယ်ဒန်ဂျီလည်းသူ့စိတ်သူထိန်ပြီးသူ့နှလုံးသားဟာမာကီမာအပိုင်ပဲလို့အသိတွေးနေခဲ့ပေမဲ့သူ့ခန္ဓာကိုယ်နဲ့အတွေးတွေကတော့ကောင်းကောင်းကြီးငင်းဆန်နေခဲ့ပါပြီတစ်ဖက်မှာတော့တိုင်ဖုန်းဒေဘယ်နဲ့စာကြောချုပ်ထားတဲ့လူကတိုင်ဖုန်းဒေဘယ်အနေနဲ့ဘာလို့ချင်းစောမဲ့နှလုံးသားကိုဒီလောက်လိုချင်နေတာလဲဆိုပြီးတော့မေးခဲ့ပါတယ်ဒါပေမဲ့တိုင်ဖုန်းဒေဘယ်အဖြစ်ဆိုဖို့ငင်းဆန်ခဲ့ပြီးတာဝန်သာပြီးမြောက်မယ်ဆိုရင်သူ့ရဲ့စွမ်းအားတွေကိုပေးမှဖြစ်ကြောင်းသာပြန်ပြောခဲ့ပါတယ်ညဘက်မှာတော့ဒန်ဂျီနဲ့ရက်ဇဲတို့ကအကြောင်းလို့တစ်ခုတည်းကိုခိုးဝင်ခဲ့ကြပြီးရှောက်ကြည့်နေခဲ့ကြပါတယ်ရက်ဇဲကကြောက်ချင်ဟန်ဆောင်ပြီးတော့သူ့ရဲ့လက်ကိုကန်ဟိုင်းတဲ့အချိန်မှာဒန်ဂျီရဲ့မြန်ဆန်နေတဲ့နှလုံးခုန်တန်ကိုအတိုင်းသားခံစားမိခဲ့ပါတယ်ရက်ဇဲကဒန်ဂျီကိုကြောင်းနှံ့လိုက်ပြရင်ကျောင်းသားဘဝရဲ့ပျော်ရွှင်စရာကောင်းမွန်တွေကိုရှင်းပြနေခဲ့ပါတယ်ဒန်ဂျီလည်းပထမဆုံးအကြိမ်အဖြစ်သူဘယ်တော့မှမရနိုင်တဲ့ဘဝတစ်ခုကိုစိတ်ကူးယဉ်ကြည့်ခဲ့မိပါတယ်ရက်ဇဲကဘာလို့ကြောင်းမတက်ပဲဒီဘန်ဟန်တာဖြစ်ဖို့ဆုံးဖြတ်လိုက်တာလဲဆိုပြီးမေးခဲ့ပြီးတော့ဒန်ဂျီကတော့အဲ့ဒီကြောင်းကိုတွေးမိတဲ့အချိန်တိုင်းမှာတစ်ခုခုကိုမေးနေတယ်ဆိုတဲ့ခံစားချက်ကြောင့်ခေါင်းကိုက်လာတဲ့ကြောင်းပြောခဲ့ပါတယ်ရက်ဇဲကရီမောရင်တခြားတစ်ခုခုလုပ်ကြဖို့ပြောပြီးကျောင်းရည်ကူးကန်စီကိုသွားခဲ့ကြပြီးတော့အပူပင်ကင်းတဲ့ကလေးတွေလိုရေထဲမှာဆော့ခဲ့ကြပါတယ်ဒါပေမဲ့မိုးရွာချလာခဲ့တဲ့အတွက်အမိုးအောက်ကိုပြန်ဝင်လိုက်ရပြီးရက်ဇဲကဒန်ဂျီကိုဘယ်လိုနေရာမျိုးမှနေကျင်လဲလို့မေးပြီးတော့ရွေးချက်စရာနှစ်ခုပေးခဲ့ပါတယ်ဒန်ဂျီအတွက်တော့ရက်ဇဲပြောချင်တဲ့အတိတ်ပဲကိုဘာမှန်းသိချာနားမလည်ခဲ့တာကြောင့်ရက်ဇဲလည်းနှွေးထွေးမှုနဲ့ဝမ်းနည်းမှုရောရှက်နေတဲ့အကြည့်နေတာကြည့်ခဲ့ရပါတယ်တစ်ဖက်မှာတော့အင်ဂျယ်ဒဗယ်ကကဘာကျော်အီဆုပ်ပုံမြင်တွေတဲ့တခုကိုအာခီစီကိုပြောပြနေခဲ့ပါတယ်ပုံမြင်ကတော့မျိုးပေါ်ကကြွနဲ့ကြေးသောဘက်ကကြွအကြောင်းဖြစ်ပြီးတော့ပုံမြင်တွေကလိုပဲသူဟာမာကီမာကြောင့်အသင်းမျိုးပေါ်ပြောင်းလာခဲ့ရတဲ့ကြွတစ်ကောင်လိုဖြစ်နေခဲ့ကြောင်းပြောခဲ့ပါတယ်ဒါကြောင့်အာကီကိုအန်နီယမဖြစ်စေဖို့တေချာသတိထားပြီးတော့မာကီမာနဲ့ရန်နီကန်အောင်မနေဖို့ကိုပါသတိပေးခဲ့ပါတယ်တစ်ဖက်မှာတော့ရက်ဇဲမေးခဲ့တဲ့မေးခွန်းဟာသူနေပုံပေါ်ပြီးတော့ဒန်ဂျီကတော့မျိုးပေါ်မှာနေဖို့ကိုရွေးချယ်လိုက်ပြီးအင်ဂျယ်ဒဗယ်ဖြစ်နေခဲ့တဲ့အခြေအနေနဲ့ဆန့်ကျင်နေခဲ့တာပါရက်ဇဲကလည်းအီမောလိုက်ပြီးတိတ်မကြခင်မှာပွဲတော်တစ်ခုအတွက်သူနဲ့အတူတူသွားဖို့ပြောလိုက်တဲ့အချိန်ဒန်ဂျီကလည်းချက်ချင်းပဲသဘောတူလိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးတာကတော့တိုင်ဖုန်းဒီဘန်နဲ့စာချုပ်ချုပ်ထားခဲ့တဲ့လူသားသမားကသူတို့စီကိုရောက်ရှိလာခဲ့ပြီးတော့တန်းနိုင်ငံနဲ့ထွက်လာတဲ့ရက်ဇဲနောက်ကိုလိုက်လာခဲ့ပါတယ်ရက်ဇဲလည်းလူသားသမားလက်ကနေလုံအောင်ထွက်ပြေးရင်ကြောင်းခေါမှုပေါ်ကိုရောက်လာခဲ့ပါတယ်ဒန်ဂျီကတော့စာတင်ခန်းထဲမှာပဲသူ့ရဲ့ခံစားချက်တွေနဲ့ပိုချီသားရဲ့စကားတွေကိုပြန်စဉ်းစားနေတဲ့အချိန်ရက်ဇဲကလူသားသမားစီမှာကြောင်းပိတ်မိနေခဲ့ပါပြီလူသားသမားရက်ဇဲကချင်းစောမန်းကိုမြားထုတ်ဖို့ငစားတစ်ခုတက်ပဲလို့ပြောရင်တက်ဖို့လုံးနေတဲ့အချိန်မှာရက်ဇဲရဲ့ခြေထောက်တွေကပြန်ပြီးဖမ်းချုပ်လိုက်ပြီးတော့လေဘင်းကိုပြန်ညှစ်နိုင်ခဲ့ပါတယ်တကယ်တော့သူတို့ကိုအကြောင်းထဲမှာပိတ်မိနေစေခဲ့တဲ့မှုန်တိုင်းဟာတိုင်ဖုန်းဒီဘယ်ရဲ့လက်ချက်ဖြစ်ပြီးတော့ရက်ဇဲကသူ့ရဲ့မိန်ကိုနာခဲ့မှုဒီဘယ်ကိုအမိန်ပေးဒန်ဂျီစီကိုပြန်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ရက်ဇဲနဲ့ဒန်ဂျီတို့ကပွဲတော်ကိုအတူတူသွားခဲ့ကြပြီးရီမောပျော်ပိုင်းကဘာကြီးတစ်ခုလုံးကိုမေ့နေခဲ့သလိုပျော်ရွှင်နေခဲ့ကြပါတယ်ပထမဆုံးအချိန်ပြဒန်ဂျီရဲ့ဘဝမှာအစစ်မှန်ဆိုတဲ့ခံစားချက်ကိုတကယ်ခံစားလာခဲ့ရပြီးသူဟာရက်ဇဲကိုကြွေသွားခဲ့ပြီဆိုတာကိုနားလည်သွားခဲ့ပါတယ်ရက်ဇဲနားမှာရှိနေတဲ့အချိန်ခံစားလိုက်ရတဲ့နှွေးထွေးမှုတွေနဲ့ရက်ဇဲရဲ့အတန်နဲ့အေဂျင့်မှုတွေကဒန်ဂျီလိုလူတစ်ယောက်အတွက်မတူခြားနားတဲ့အရာတွေဖြစ်နေခဲ့ပါတယ်ရက်ဇဲကဒန်ဂျီကိုမျိုးပြင်တောင်ကုန်းတစ်ခုပေါ်ကိုခေါ်သွားခဲ့ပြီးတော့ပွဲတော်ကမီရှူမီပန်းတွေကိုအတူကြည့်ခဲ့ကြပါတယ်အဲ့ဒီအချိန်တွင်းမှာပဲရက်ဇဲကဒန်ဂျီကိုဒီဘက်ဟန်တာအလုပ်တွေကိုစွန့်လွတ်ပြီးသူမနဲ့နေဖို့ပြောရင်သွေးတွေနဲ့တက်ဖြတ်မှုတွေနဲ့ဝေးတဲ့နေရာမှာနေထိုင်ဖို့တောင်းဆိုလာခဲ့ပါတယ်ဒန်ဂျီနဲ့ဒီရုပ်ရင်းချမ်းတန်းတဲ့ကဘာကြီးရဲ့အပြင်ဘက်မှာနေထိုင်ပြီးအိမ်ဆိုတဲ့အရာတစ်ခုကိုဖန်တီးရင်အေးအေးချမ်းချမ်းဖြတ်တန်းညင်ကြောင်းကိုပါပြောခဲ့ပါတယ်ဒန်ဂျီကသူ့အတွက်လည်းရက်ဇဲပေါ်မှာခံစားချက်ရှိပေမဲ့ဒီအလုပ်ကိုစွန့်လွတ်ဖို့မဖြစ်နိုင်ကြောင်းကိုပြောလာပါတယ်ဒန်ဂျီအနေနဲ့သူနဲ့သက်ဆိုင်တဲ့နေရာတစ်ခုကအခုမှပေါ်ပေါက်လာတယ်လို့ခံစားခဲ့ရပြီးသူ့အဖွဲ့ကလူတွေကလည်းသူ့ကိုလိုအပ်နေတဲ့ပုံစံမျိုးအခုမှစပြီးဖြစ်လာတဲ့ဟာကိုသဘောကျနေခဲ့တာပါဒန်ဂျီကတော့သူဒီအလုပ်လည်းဆက်လုပ်မယ်ရက်ဇဲနဲ့လည်းဆက်ပြီးတွေ့ဖို့ဖြစ်နိုင်မလားလို့မေးလိုက်တဲ့အချိန်မှာတော့ဒန်ဂျီရဲ့မျက်လုံးတွေထဲမှာသူ့ရဲ့နှလုံးသားကတခြားလူသူ့ဦးစီကိုပေးပြီးသားဆိုတဲ့အရေးအယောင်တွေပေါ်နေခဲ့ပါတယ်ဒါပေမဲ့ရုပ်တရက်ပဲရက်ဇဲကဒန်ဂျီကိုနမ်းလိုက်ပါတယ်အဲ့ဒီအနမ်းရဲ့နောက်ွယ်မှာတော့ဒန်ဂျီကသူ့ကိုယ်တိုင်ဘာဖြစ်လို့ဖြစ်သွားမှမသိလိုက်ပဲနဲ့ပါဇက်ထဲမှာလည်းတွေးတွေပြည့်ရှံနေခဲ့ပါတယ်
တကယ်တော့ Russell ကဒန်းကြီးရဲ့ရှာကိုကိုက်ဖြတ်လိုက်တာဖြစ်ပြီးတော့ဒန်းကြီးရဲ့နှလုံးသားကိုထုတ်ယူဖို့ကြိုးစားနေခဲ့တာပါအဲဒန်းကြီးရဲ့နှလုံးသားကိုထုတ်ယူဖို့ကြိုးစားနေတဲ့အချိန်မှာပဲဘင်းကအချိန်မီရောက်လာခဲ့ပြီးကယ်ထုတ်သွားခဲ့ပါတယ်သူတို့ထွက်ပြေးသွားတဲ့အချိန်မှာတော့ Russell ရဲ့ပုံမှန်အစစ်မှန်ဖြစ်တဲ့ဘုံးတဲ့ဘယ်ဟာပေါ်ပေါက်လာခဲ့ပြီးတော့မြို့ထဲမှာဘင်းနောက်ကိုမယုံနိုင်စရာကောင်းတဲ့အမြန်နှုန်းနဲ့လိုက်လာနေခဲ့ပါတယ်ဘင်းကလည်းတတ်နိုင်သလောက်ပြန်တိုက်ခိုက်ပေမဲ့ Russell အတွက်အရန်လွယ်ကူနေပြီးတော့နောက်ရောက်လာတဲ့ Devil Hunter 3ယောက်ကိုပါရှင်းပစ်လိုက်နိုင်ပါတယ်တစ်ဖက်မှာတော့လေ့ကျင့်ရေးဆင်းနေတဲ့အာကီလည်းနောက်9နှစ်မှာ Division 2အတွက်အလုပ်လုပ်ဖို့ဖိတ်ကြားခံနေရတဲ့အချိန် Angel Devil ရောက်ရှိလာပြီးတော့အဲ့ဒီအချိန်ထိအသက်ရှင်နိုင်မှာမဟုတ်ကြောင်းပြောလာခဲ့ပါတယ်အာကီကတော့ဒီကိစ္စကိုလှည့်ဝက်ထားပေးဖို့ Angel Devil ကိုပြောနေတဲ့အချိန်မှာပဲဘင်းရောက်လာပြီးဒန်းကြီးရဲ့တိုင်ရပြင်းပြင်းထန်ထန်ရရှိထားကြောင်းနဲ့ဘုံ Devil ဟာ Gan Devil နဲ့အလုပ်လုပ်နေတဲ့အကြောင်းကိုလာပြောခဲ့ပါတယ် Russell လည်းရောက်ရှိလာပြီးသူ့ရဲ့မျက်နှာလေးနဲ့လိန်ဖို့လုပ်နေခဲ့ပေမဲ့ Hunter တွေကတော့မယုံခဲ့ပါဘူးအာကီလည်းဒန်းကြီးကိုခေါ်ထုတ်သွားပေးဖို့အတွက်ဘင်းကိုပြောလိုက်ပြီးသူကတော့ Russell ကိုသားဖို့ကြံနေခဲ့ပါတယ်အာကီတို့ရဲ့တိုက်ခိုက်မှုကြောင့် Russell ကသူ့ရဲ့ခေါင်းကိုသူကိုယ်တိုင်ဖြုတ်လိုက်ပြီးတော့ဘုံသလုံးအနေနဲ့ပဲပစ်ထုတ်လိုက်ပါတယ်ဒီတိုက်ခိုက်မှုကြောင့်ပောက်ကွဲမှုကြီးကြီးစားဖြစ်သွားပြီးတော့လူတိုင်းကိုထိခိုက်စေခဲ့ပါတယ်ဘင်းကိုယ်တိုင်လည်းအကောင်းဆုံးကြိုးစားပြီးတားခဲ့ပေမဲ့ Russell အတွက်ဘယ်သူမှပြိုင်ဘက်ဟုတ်မနေခဲ့ပါဘူးအာကီကဒန်းကြီးကိုကားပေါ်တင်ပြီးထွက်ပြေးနိုင်ခဲ့ပေမဲ့ Russell ရဲ့ကားရှိမှပေါ်လာခဲ့က Devil Hunter 2ယောက်ရဲ့ခေါင်းပြက်နှစ်ခုကိုကင်ပြီးဒန်းကြီးကိုလွှဲပေးမလားတေးမလားဆိုပြီးရွေးခိုင်းခဲ့ပါတယ်အာကီတို့ထွက်ပြေးတဲ့နောက်ကိုလိုက်ရင် Russell လက်ချက်နဲ့ပျက်စီးမှုတွေလည်းတော်တော်ကြီးကိုများလာခဲ့ပါပြီViolence Finn ကလည်းဘုံဒီဘယ်ကိုတားဖို့ကြိုးစားခဲ့ပေမဲ့ဘုံဒီဘယ်ရဲ့အစွမ်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့တန်းနေအောင်ပြေးသွားခဲ့ပါတယ်ခွန်လေးကတော့ပြေးတောင်မပြေးနိုင်မှကြောက်လန့်နေခဲ့ပါတယ်အဲ့ဒီအချိန်ဒန်းကြီးလည်းနိုးလာခဲ့ပြီး Russell ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့အာကီကဝင်တားလိုက်ပါတယ်ဒါပေမဲ့ဒန်းကြီးကတော့ဒေါသတွေထွက်နေခဲ့ပြီးသူကြိုက်တဲ့ကောင်မလေးတိုင်းကသူ့ကိုတတ်ဖို့ပဲဘာလို့ကြိုးစားနေခဲ့တာလဲသူနှလုံးသားကိုဘာလို့မလိုချင်ကြတာလဲဆိုပြီးမေးခွန်းထုတ်နေခဲ့ပါတယ်Russell ကတော့ဒန်းကြီးကိုလဲစားဖို့သူ့ရဲ့မိန်းမမာယောက်တွေကိုတုံးနေခဲ့ပေမဲ့အရန်ပေါက်ကွဲနေခဲ့တဲ့ဒန်းကြီးကတော့သူ့ကိုသစ္စာပေါက်ခဲ့တဲ့အတွက်အသေးအကျေတိုက်ခိုက်ခဲ့ပါတယ်ဒီလိုနဲ့ဒန်းကြီးရဲ့ဘဝမှာအကျဉ်းဆုံးတိုက်ခိုက်မှုကြီးဖြစ်လာခဲ့ပြီးသူတို့ကြောင့်ဖြစ်လာတဲ့ပေါက်ကွဲမှုတွေကနေရာနှံ့ကိုထိခိုက်စေခဲ့ပါတယ်ဒါပေမဲ့အရန်မြန်ပြီးစွမ်းအားကြီးလွန်းတဲ့ Russell ကဒန်းကြီးရဲ့ခန္ဓာကိုယ်ကိုတစားစီဖြစ်သွားတဲ့အထိတိုက်ခိုက်နိုင်ပေမဲ့ဒန်းကြီးကတော့တိတ်မကြခင်မှာပဲပြန်ကောင်းခဲ့ပါတယ်အာကီလည်းဝင်တိုက်ခိုက်ခဲ့ပေမဲ့ Russell ကိုထိခိုက်အောင်မလုပ်နိုင်ခဲ့ပါဘူးသူကိုယ်တိုင်လည်းသေလူမျိုးပါဖြစ်သွားခဲ့ပါတယ်ကံကောင်းစွာနဲ့ Violence Finn ကအချိန်မီလာခဲ့တာကြောင့်ပြန်တိုက်ခိုက်ဖို့ပြင်ကြခဲ့ပေမဲ့ရုတ်တရက်ပေါ်လာတဲ့တိုင်ဖုန်းဒီပဲကြောင့်အခြေအနေတွေကပိုဆိုးလာခဲ့ပါတယ်တစ်ဖက်မှာတော့ Angel Devil ဟာတေသွားတဲ့ Hunter တယောက်ကိုတုံးပြီးဒန်းကြီးကိုကယ်တင်ရွေးချယ်စရာနှစ်ခုပေးခဲ့ပါတယ်Russell စီမှာဒီတိုင်းပဲအသေးခံမလားဒါမှမဟုတ် Russell ကိုအစွမ်းကုန်တိုက်ခိုက်မလားဆိုတာပါဒန်းကြီးလည်း Russell ရဲ့တိုက်ခိုက်နိုင်စွမ်းဟာအရန်ကောင်းတာသိခဲ့ပေမဲ့မတတ်နိုင်ခဲ့ပါဘူးသူတစ်ခါသေးတိုင်းသူနဲ့ပိုချီတာရဲ့ဆက်နွယ်မှုတွေဟာလည်းတဖြည်းဖြည်းပိုအားကောင်းလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘင်းရဲ့အကူအညီနဲ့ငမန်းစီးထားတဲ့ချင်းစောမန်းဖြစ်ပြောင်းပြီးတော့ Russell ရဲ့ခြေထောက်တစ်ဖက်ကိုပါဖြတ်နိုင်ခဲ့ပါတယ်တိုင်ဖုန်းတွေပဲကလည်း Russell ကိုပြန်ကူးသားဖို့သူ့ရဲ့သွေးတွေကိုပေးခဲ့ပြီး Russell လည်းသုံးဆုံးမနေခဲ့ပါဘူး Angel Devil လည်းမှုန်တိုင်းထဲမှာလွင့်ပါသွားဖို့ဖြစ်နေရဲ့ချင်းအာကီကသူ့ကိုဖမ်းဆွဲထားခဲ့ပေမဲ့ Angel Devil ကတော့သူပင်ပန်းနေပြီဖြစ်တာကြောင့်လွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အာကီကတော့သူနောက်ထပ်တငယ်ချင်းတယောက်အောင်မဆုံးရှုံးနိုင်တဲ့အတွက်လက်လွတ်မပေးခဲ့ပါဘူး Russell နဲ့တိုင်ဖုန်းဒီပဲတို့ရဲ့တိုက်ခိုက်မှုတွေကြောင့်နေရာတစ်ခုလုံးကကြေမွားပျက်စီးနေခဲ့ပြီးဒန်းကြီးကတော့ Russell နဲ့မျက်နှာချင်းဆိုင်တွေ့နေခဲ့ပါပြီ Russell ရဲ့စွမ်းအားဟာပိုပြီးကြမ်းတမ်းပြင်းထန်ပေမဲ့ပောက်ကွဲနေခဲ့တဲ့ချင်းစောမန်းကတော့အန်တူပြီးတိုက်ခိုက်နိုင်ခဲ့ပါတယ်ဒန်းကြီးတယောက် Russell ရဲ့တိုက်ခိုက်မှုတွေနဲ့သေလူမျိုးပါဖြစ်တဲ့အခါတိုင်းဘင်းကဝင်ပြီးကယ်ပေးခဲ့တာကြောင့်တတ်တာနေခဲ့ပါတယ်မုံတိုင်းလေကိုရောက်တဲ့အချိန်မှာတော့ဒန်းကြီးကတိုင်ဖုန်းဒီပဲကိုသူ့ရဲ့ချင်းစောနဲ့အပိုင်းဖြတ်နိုင်ခဲ့ပြီးမုံတိုင်းကိုတားနိုင်ခဲ့ပေမဲ့ Russell ကပြန်ပြီးပေါ်လာခဲ့ပါတယ်သွေးမြစ်ကြီးကလည်း Russell ကိုအားဖြည့်ပေးနေတဲ့ပုံပေါ်ပြီးဒန်းကြီးကတော့ဘင်းကိုစီရင်ရှောင်သိမ်းနေခဲ့ပါတယ်နောက်ဆုံးမှာတော့ဘင်းလည်းအားကုန်သွားခဲ့ပြီးမိမျိုးသွားခဲ့ပေမဲ့ဒန်းကြီးကတော့အရှုံးမပေးပဲတိုက်ခိုက်နေတုန်းပါပဲဒန်းကြီးလည်း Russell ရဲ့အငိုင်းမှာချင်းကျိုးတွေနဲ့သူတို့နှစ်ယောက်လုံးကိုပူးချီခံလိုက်ရပြီးရေအောက်ကိုဆွဲခေါ်သွားခဲ့ပါတယ်ရေအောက်ကိုတဖြည်းဖြည်းနှိမ့်မြုပ်နေတဲ့အချိန်မှာပဲသူတို့ရဲ့ကြောင်းရည်ကူးကန်မှာပျော်ခဲ့တဲ့အမှတ်တရတွေကပြန်ပေါ်လာခဲ့ပြီးနှစ်ယောက်လုံးကနောက်ဆုံးမှာရေအောက်ကိုနှိမ့်မြုပ်ခဲ့ပါတယ်Russell ပြန်လို့လာတဲ့အချိန်မှာတော့ကမ်းခြေတစ်ခုပေါ်ရောက်နေပြီးသူ့ရဲ့ဘေးမှာတော့ဒန်းကြီးလည်းရှိနေခဲ့ပါတယ်ဒါပေမဲ့ဒန်းကြီးကတော့သူ့မှာပေါ်ထားခဲ့တဲ့ခံစားချက်တွေကြောင့်တတ်နိုင်မှာမဟုတ်ဘဲနဲ့ဖမ်းတဲ့လူတွေစီလည်းမထည့်ပေးနိုင်ခဲ့ကြောင်းပြောခဲ့ပါတယ်ဒါပေမဲ့ Russell ကတော့ဒန်းကြီးကိုသူဘယ်တော့မှမချစ်ခဲ့ပဲအရာအလုံးကသူ့တာဝန်အတွက်ဟန်ဆောင်မှုပဲဆိုပြီးပြောခဲ့ပါတယ်Russell ရဲ့အတန်ဟာတုံလုံးနေခဲ့ပြီးသူတို့အတူတူထွက်သွားနိုင်ဖို့တဲလွန်စာပေးနေတယ်လို့ပါပဲဒန်းကြီးကတော့သူတို့ရဲ့ကော်ဖီဆိုင်လေးမှာပဲပြန်တွေ့ဖို့ကတိပေးလိုက်ပြီး Russell ကလည်းနောက်ဆုံးအချိန်ပြန်ပွေးဖက်ရင်နှလုံးသားတွေကခံစားချက်တွေကိုမေ့ပြောက်ဖို့ဒန်းကြီးကိုမေ့အောင်ကန်ခဲ့လိုက်ပါတယ်တိုက်ပွဲကြီးအပြီးရက်တွေကြာတဲ့နောက်မှာတော့မြို့ကြီးတစ်ခုလုံးကပျက်စီးမှုတွေကြားကိုရောက်နေတဲ့အချိန် Russell ကတော့ထွက်သွားခဲ့ဖို့ပြင်ဆင်နေခဲ့ပြီးပါပြီတစ်ဖက်မှာတော့ခီရှေရဲ့အာကီယိုရုရှားစစ်တပ်ရဲ့လျှို့ဝှက်စီမံကိန်းတစ်ခုဖြစ်တဲ့လူသားတဝက်ဒီဘက်တဝက်မျိုးဆက်တွေအကြောင်းပြောပြနေခဲ့ပါတယ်Russell ကတော့မျိုးရဲရဲ့တနေရာမှာသူ့လူကန်တွေစီပတ်စံထဲနေတဲ့အချိန်ပြန်ပေးတဲ့ပန်းလေးကိုကြည့်ရင်ယထာဘူတာစီကိုထွက်လာခဲ့ပါတယ်ပြန်လဲဖို့နဲ့ထွက်သွားဖို့ဆိုတဲ့အရာနှစ်ခုကြားမှာလွန်ဆွဲနေခဲ့ပြီးဒန်းကြီးနဲ့သူ့ရဲ့ခဏတာပျော်ရွှင်ခဲ့ရတဲ့အမှတ်တရတွေကသူ့မောက်ကိုခြောက်လန့်နေခဲ့ပါတယ်ဒါကြောင့်နောက်ဆုံးတစ်ချိန်ကော်ဖီဆိုင်ကိုပြန်သွားခဲ့ဖို့အကြောင်းပြန်လာခဲ့ပြီးကော်ဖီဆိုင်သားမရောက်ခင်လမ်းကြားတစ်ခုမှာတော့မာကီမာနဲ့တွေ့ခဲ့ပါတယ်Russell လည်းမာကီမာကိုပြန်တိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့ Angel Devil ကြောင့်လက်ပြတ်သွားခဲ့တဲ့အတွက်ဘုံဒီဘယ်ဖောင်ကိုပြောင်းခဲ့ဖို့နောက်ကျနေခဲ့ပါတယ်တွေးထွက်လွန်နေပြီးသေလူမျိုးပါဖြစ်သွားခဲ့တဲ့ Russell လည်းနောက်ဆုံးတစ်ချိန်ဖောက်ခွဲမှုလုပ်ဖို့ကြိုးစားခဲ့ပေမဲ့မာကီမာရဲ့အကြီးတစ်ချက်နဲ့တင်ရက်တန့်ခံလိုက်ရပါတယ်ဒီစက်ဝင်ကအပိုင်းအစလေးခဏတာဟာကျွန်တော်လိုရွေးရောက်ပြီးသားယောက်ျားသားတစ်ယောက်ကိုတော့မျက်လုံးအိမ်မှာမျက်ရည်များဝဲလာအောင်တကယ်လုံနိုင်ခဲ့တာပါRussell ကဒန်းကြီးနင်းကငါပထမဆုံးတွေ့တဲ့အချိန်ကလေးကဘာလို့မတက်ခဲ့မိတာလဲငါကအံ့ဩတယ်
နင်သိလားတကယ်တော့ငါလည်းကြောင်းမတက်ခဲ့ဘူးပါဘူးဟာဆိုပြီးပြောလိုက်တဲ့အချိန်မှာည7:00 နာရီလောက်ကျွန်တော်တို့ထမင်း10 ပကန်းလောက်စားလိုက်လို့ရှင်ဘတ်ထဲမှာပြည့်နစ်သွားခဲ့ပါတယ်ဇလန်းကိုပြန်ဆက်ရလို့ရှိရင်မာကီမာကရဇဲရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုကြည့်ရင်အာကီကိုမခေါ်လာခဲ့ရတဲ့အကြောင်းရင်းကိုအင်ဂျယ်တပယ်ကိုမေးလိုက်ပါတယ်အင်ဂျယ်တပယ်ကနောက်ထပ်သေဆုံးမှုတစ်ခုကိုမမြင်စေချင်တဲ့အတွက်ကြောင့်လို့ပြန်ပြောခဲ့ပါတယ်ဒန်နီကတော့မိုးချုပ်တဲ့အချိန်ကြီးကော်ဖီဆိုင်မှာထိုင်ဆောင်နေခဲ့ပြီးတော့တကားပွင့်လာတဲ့အချိန်မှာရဇဲလို့ထင်ခဲ့ပေမဲ့ပါဝါတာဖြစ်နေခဲ့ပါတယ်ရဇဲတယောက်ဒန်နီနဲ့အတူမှတ်တရများစွာရှိခဲ့ဘူးတဲ့ကော်ဖီဆိုင်လေးစီကိုပြန်လာခဲ့ပေမဲ့ဒန်နီစီကိုဘယ်တော့မှရောက်လာနိုင်တော့မှာမဟုတ်ပါဘူးနောက်ထပ်ဆိုတဲ့တစ်ချက်ကရဇဲကသူ့စီကိုပြန်လာဖို့ကြိုးစားခဲ့တယ်ဆိုတာကိုတော့ဒန်နီတယောက်သိခွင့်မရတော့ပါဘူး